ကတိုးဆိုတာတော်ရင်တရိတ်ဆန်နေတွေမှာအလွန်ထူးခြားပြီးတံဖိုးကြီးတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။သူတို့ဟာအာရှတိုင်းရဲ့တောင်တန်းဒေသတွေနဲ့တောအုပ်တွေမှာအထူးကနေထိုင်ကြပါတယ်။ကတိုးနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်တွေကိုအောက်မှာဖတ်ရှုနိုင်ပါတယ်။တစ်ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အဆွဲကတိုးနီမှာတခြားသမင်ဒီလိုဥချုံမပါရှိပါဘူး။အဲ့ဒီအစားအထီးတွေမှာအရှည်3လက်မလောက်ရှိတဲ့ချွန်ထက်တဲ့အဆွဲနှစ်ချောင်းပါရှိပါတယ်။ဒီအဆွဲတွေကိုနေမြေလူရမှာနဲ့ရန်သူကိုခုခံရမှာအသုံးပြုပါတယ်။ကိုထဲသူတို့ဟာသမင်အငယ်စားလေးတွေဖြစ်ကြပြီးနှုတ်ခြေထောက်တွေကရှေ့ခြေထောက်ထက်ပိုရှည်တဲ့အတွက်တောင်ဆောင်တွေမှာပြေးလွှားရတာပိုကျွမ်းကျင်ပါတယ်။အဖိုးတန်ကတိုးနံကတိုးကိုလူသည့်အများဆုံးဖြစ်စေတဲ့အချက်ကတော့၎င်းတို့ရဲ့အနံ့ပါပဲ။ကတိုးအထီးတွေရဲ့1 byte အောင်မှာအနံ့ထွက်တဲ့အိတ်ကလေး mask pot ပါရှိပါတယ်။အသုံးပြုပုံဒီကတိုးနံကိုကဘာအဆင့်မြင့်ရီမွေးတွေထုံးလို့ရမှာအနံ့ထင်းကြီးဖို့နဲ့တိုင်းရင်းစေးဖော်ဆက်ရမှာအသုံးပြုကြပါတယ်။တန်ဖို့ကတိုးနတ်ဟာရွှေထက်တောင်ဈေးကြီးတတ်တာကြောင့်ကတိုးတွေဟာမုတ်ဆိုးတွေရဲ့အဓိကပြစ်မှတ်ထားခြင်းကိုခံရပါတယ်။နေထိုင်ရနည်းအလိအထနေရမြန်မာနိုင်ငံရဲ့အထက်ပိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်လိုအေးမြတဲ့တောင်ပေါ်တောအုပ်တွေမှာတွေ့ရတတ်ပါတယ်။အကျင့်စရိုက်ကတိုးတွေဟာအလွန်အရှက်အကြောက်ကြီးပြီးညဘက်နဲ့မိုးချုပ်ချိန်တွေမှာပဲအစာရှာထွက်လိရှိတဲ့ညင့်တဲ့ဝါတွေဖြစ်ပါတယ်။မျိုးသုံးပြောက်ွယ်နိုင်မှုကတိုးနံကိုလိုချင်တဲ့အတွက်အလွန်အကျုံးဖန်းစီတက်ဖြတ်ခံရတာကြောင့်လက်ရှိမှာကတိုးတွေဟာမျိုးသုံးမဲ့အန်ဒီယန်နဲ့ရင်းဆိုင်နေရပါတယ်။ဒါကြောင့်ကပတ်တဝမ်းမှာသူတို့ကိုကာကွယ်ဆောင်ရှောက်ဖို့ကြိုးစားနေကြပါတယ်။ဘဟုတုတအချက်ကတိုးအချီးဟာမိမိရဲ့အနံ့နဲ့ပဲမိတဲ့ကြီးတွေကိုဆွဲဆောင်ပြီးနေမြင့်မသားလိရှိပါတယ်